ချို့ကလေကိုယ်တို့တွေအများကြီးတချို့ကကိုယ်တို့တွေသေးသေးလေးနဲ့အကျိုးပေးကြီးတယ်အဲ့တော့အဲ့ဒါကြောင့်မလို့ကံရာကိုကမ္မဝိပါကောအစိန်တေရောတချို့လောက်တာလေကုသိုလ်တွေများအကုသိုလ်အကြီးလောက်တယ်သေးသေးလေးပဲအကျိုးပေးတယ်တချို့အကုသိုလ်နည်းနည်းလွယ်တယ်သူတို့ရဲ့ကံရဲ့အကျိုးပေးတဲ့အလှည့်ချိန်ကိုပရိပါကောကျွန်တော်တို့မသိဘူးဗျာဒါတော့ဆယ်ရောယူသားတော့ရဟန္တာလည်းမသိဘူးရှင်သာရိပုတ္တရာလည်းမသိဘူးအဲ့တော့ကာမဝိပါကောအစိန်တေရောဖျားရှင်ပဲအဲ့ဒီကံလေးအကြောင်းရအောင်တော်တော်စိတ်ဝင်စားတဲ့ကောင်းကံကလောကမှာမခက်ခဲဘူးဒါကြောင့်မလို့စာပေပဲဖွင့်ဘုရားရဟန္တာပြီအဲ့ဒီအကြောင်းအရာကတော့ညံမတက်နိုင်ဘူးဘလောက်ပဲတကုရှင်ဖြစ်နေပါစေဘလောက်ပဲပါရမီရှင်ဖြစ်နေပါစေတမ္မာတန်ဗုဒ္ဓတဆူမတပါပြည့်စေကဗုဒ္ဓကိုရောမြတ်ထိအောင်အဲ့ဒီကမ္မဝိပါကမလုပ်နိုင်ဘူးတော့ကမ္မကအစိန်ပြီးတော့မတွေးနဲ့တော့တွေးရင်ယူမယ်မတွေးတော့ဘူးဆရာတော်လည်းတွေးဘူးတယ်ပေါ့ဟာခေါင်းနေပူတာနောက်ကငမွေးချောင်းပင်းနဲ့သွားပြီးတော့မြက်ခင်းမှာလေညင်းခံပလိုက်ရတယ်အာဆက်တွေးငါယူမယ်ထင်တယ်လို့နော်ဆက်တွေးယူမယ်ထင်တယ်